လူသားတွေဟာအာကာသထဲကလက်ကဘာပေါ်ကိုခြေချနိုင်ခဲ့တာကြာပါပြီ။ဒါပေမဲ့ထူးဆန်းတာတစ်ခုကကိုယ်ကဘာပေါ်ကသမုဒ္ဒရာအောက်ခြေအကြောင်းကိုတော့လက်ကဘာထက်တောင်နည်းအောင်သိထားကြတာပါ။အခုထိသမုဒ္ဒရာရဲ့9%ကိုပဲကျွန်တော်တို့ရှာဖွေရသေးပြီးကျန်တဲ့95%ကတော့ပု္ပ္ပာတပုတ်လိုဖြစ်နေတော့မှာပဲ။ဒီနေ့မှာတော့အလင်းရောင်လုံးဝမရှိတဲ့သမုဒ္ဒရာရဲ့အနက်ဆုံးနေရာမှာဘလို့ထူးဆန်းတဲ့သတ္တဝါတွေရှိနေလဲဆိုတာအတူတူတွားကြည့်ကြရအောင်။အပိုင်းတရေပွဲကလေးတန်းပေါ်4000မီတာအနက်ကျွန်တော်တို့ရေအောက်ကိုမီတာ4000လောက်ဆင်းသွားတဲ့အခါချစ်စရာကောင်းတဲ့သတ္တဝါလေးတစ်ကောင်ကိုစတွေ့ရပါလိမ့်မယ်။သူကတော့ဒမ်ဘိုအော်တိုပတ်လို့ခေါ်တဲ့ရေပွဲလေးပါ။သူ့ရဲ့ခေါင်းပေးမှာစင်နာရွက်လိုအတောင်ပံလေးတွေပါတဲ့အတွက်ဒစ္စနီကစင်ကလေးဒမ်ဘိုကိုအစွဲပြုပြီးမှဲ့ထားတာပါ။ဒီလောက်ဖိအားများတဲ့နေရာမှာသူတို့ဟာအယိုးမပါတဲ့ပျော့ပြောင်းတဲ့ခန္ဓာကိုယ်နဲ့အေးအေးဆေးဆေးကူးခတ်ရှင်သန်နေကြတာဖြစ်ပါတယ်။ပိုင်းနဲ့မီးအိမ်ရှင် anglerfish 9000မီတာအနက်အောက်ကိုပိုနက်အောင်ဆင်းသွားရင်တော့အလင်းရောင်လုံးဝမရှိတော့ပါဘူးအဲ့ဒီအမောင်ထုထဲမှာကိုပိုင်မီးအိမ်လေးနဲ့သားကောင်ကိုညခေါ်နေတဲ့အကောင်တစ်ကောင်ရှိပါတယ်သူကတော့ anglerfish ပါသူဦးကောင်းပေါ်ကအသားပိုလေးဟာဘက်တီးရီးယားတွေကြောင့်အလင်းတောက်နေပြီးအဲ့ဒီအလင်းကိုလာကြည့်တဲ့ငါးသေးလေးတွေကိုသူ့ရဲ့အတွင်းဘက်ကိုကွေးနေတဲ့သွားကြီးကြီးတွေနဲ့ကိုက်စားပစ်တာပါတခါမိရင်တော့လုံးဝရုံမထွက်နိုင်တော့ပါဘူးအပိုင်း3တက်ရှိကြောက်ဖြစ်ရုပ်ကျွင်း goblin sharkဒီအကောင်ကတော့တကယ်ကိုထူးဆန်းပါတယ် Goblin Shark လို့ခေါ်တဲ့ဒီငါးမန်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း120ကျော်ကတည်းကရှိခဲ့တဲ့တက်ရှိကြောက်ဖြစ်ရုပ်ကျွင်းပါသူ့ရဲ့ရုပ်ရည်ကကြောက်စရာကောင်းတယ်လို့အစာစားတဲ့ပုံစံကလည်းထူးခြားပါတယ်သူဟာတားကောင်ကိုဖမ်းတဲ့အခါသူ့ရဲ့မေယိုကြီးကတကိုယ်လုံးစာအပြင်ကိုပြစ်ထွက်လာပြီးခုတ်စားတတ်တာပါဒါကြောင့်လည်းသူ့ကိုပင်လယ်အောက်ခြေက Goblin လို့ခေါ်ကြတာဖြစ်ပါတယ်အပိုင်းလေးပင်လယ်နဂါးကြီး Giant Squidနောက်ဆုံးတစ်ကောင်ကတော့လူတွေအိမ်မက်ဆိုးလို့သတ်မှတ်ထားတဲ့ Giant Squid ခေါ်ပြည်ကြီးငါးကြီးတွေပါသူတို့ဟာပေ40ကနေ50အထိရှည်လျားပြီးမျက်လုံးတစ်လုံးဟာလူဦးကောင်းလောက်အထိကြီးပါတယ်သူတို့ဟာအရန်ကိုတတ်မာပြီးသမုဒ္ဒရာထဲကစပန်ဝေးလို့ခေါ်တဲ့ဝေလငါးကြီးတွေကိုတောင်ပြန်ပြီးတိုက်ခိုက်နိုင်စွမ်းရှိကြပါတယ်သမုဒ္ဒရာအောက်ခြေကဖီအားဟာလူတစ်ယောက်ရဲ့အပေါ်ကိုဂျက်လီရင်အစီး90နဲ့ဖိထားသလောက်ပြင်းထန်ပါတယ်ဒီလိုအခြေအနေမျိုးမှာတော့ဒီသတ္တဝါတွေဟာအံ့ဩစရာကောင်းအောင်အလိုက်တင်ရှင်တန်နေကြတာပါတင်ကောပင်လယ်အောက်ခြေမှာကျွန်တော်တို့မသိသေးတဲ့ဘလို့အရာတွေရှိနေဦးမယ်ထင်လဲကွန်မန့်မှာဆွေးနွေးသွားကြရအောင်ပါနောက်ထပ်ဗဟုသုတဗီဒီယိုတွေကြည့်ဖို့ကျွန်တော်တို့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့